ကိုဖို့တင်ကထိုးကြိတ်တော်ကောင်းတာပဲဗျကိုခံပညာတိုင်းနေပါလေဗာတက်တာလားအဲ့ဒါတွေကငါတကူရှင်ဘိုးကမရောက်ခင်နိုင်တက်ထားတာပါတကူရှင်ဘိုးကရောက်လာတဲ့ခါကျတော့လေဘိုးပေါင်းများစွာဖြတ်သန်းလာတဲ့ခါကျတော့အတက်ပေါင်းများစွာကိုငါတက်မြောက်ခဲ့တာပေါ့ငါမရောက်ဘူးတဲ့နယ်ပယ်မလုပ်ဘူးတဲ့နယ်ပယ်လို့တော့မရှိသလောက်ရှားတယ်ကွာနာမည်ကြီးလူမိုက်အောင်မော်လဲကိုဖို့တင်နဲ့တွေ့မှာပဲအဆက်ကွဲရတော့လေဗျာကိုဖို့တင်အဲ့လူတွေကိုမှတ်တော့သားလောင်အစွားတွေတုံးပြီးတော့တိုက်ခိုက်လိုက်ရမှာဗျာစွမ်းအားဆိုတာနေရာတိုင်းသုံးလို့ကောင်းတာမဟုတ်ဘူးကွာလိုအပ်တဲ့အခါမှာလည်းအဲ့စွမ်းအားအမြဲတမ်းအစင်းသင်းဖြစ်နေရမယ်အဲ့ဒါဆိုလေဗျာကျွန်တော်အဲ့လိုစွမ်းအားရအောင်အများဆုံးသင်ပေးပါတော့ဗျာမင်းအခုလိုစိတ်လို့လဲရနဲ့အခုလိုပြောတာငါဝမ်းသာတယ်ကွာကဲလားကြည့်ကြ